Hello နေ့ပိုင်းပုံမှန်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကျမကဒီနေ့လက်သေးနီးဆက်ဝယ်ထားတဲ့သူတိုင်းကိုတိုင်းဘယ်လိုဆိုရမလဲဆိုတဲ့ဟာကိုအစင်းစင်ပြသသွားမှာဖြစ်ပါတယ်။မအောင်ဆုံးအနေနဲ့မလုပ်ရမယ့်အရာချက်ချင်းလက်သေးနီကိုထုတ်ပြီးတော့ဆိုပြီးဆန်းလိုက်တာမျိုးလုံးဝမလုပ်ရပါဘူးနော်။အဲ့ဒီဆိုတဲ့အခါမှာအခြေခံကြဆိုရမယ် base code ရဲ့ top code ရဲ့ max code ရဲ့ဆိုတဲ့၃မျိုးရှိရဲ့မျိုးမှာဒီ၃မျိုးမှာ base code ကအရင်ဆုံးပထမဆုံးဘာမှမဆိုခင်အရင်ဆုံးဆိုရပြီးတော့ top code ကကြတော့အကုန်လုံးအပြီးစီးပြီးသွားတဲ့အချိန်မှာဆိုရတာ max code လည်း top code နဲ့တူတူပဲပထမဆုံးဆင့်အနေနဲ့လက်သေးပုံဖော်ပေးမယ်လက်သေးအဝိုင်းရှိဖြစ်ဖြစ်၄တောင်းရှိဖြစ်လိုချင်တဲ့ဟာလေးတွေကိုညှိပြီးတော့ပွတ်တန်နဲ့ညှိပြီးတော့ပုံဖော်ပေးပါဒုတိယဆင့်အနေနဲ့လက်သေးပြင်ကိုနည်းနည်းချမ်းတော့ဖော့တန်လေးနဲ့ပုတ်ပေးရပါမယ်လက်သေးဖော့တန်လေးနဲ့ပုတ်ရဖော့တန်ရဲ့အကျန်းဘက်ကိုမပုတ်ဘဲဖော့တန်ရဲ့အချောဘက်ကနေပုတ်ပေးရပါဖြစ်ပါတယ်ရှင်ဖော့တန်လေးနဲ့ပုတ်တဲ့အခါမှာဖြစ်ပွားလေးပုတ်ပေးနော်အရင်ချမ်းစရာမလိုပါဘူးနော်အလုပ်ပြီးသားပြီဆိုရင် base code လေးကိုစဆိုလို့ရပါပြီ base code လေးဆိုပြီးသွားရင်အနားကိုတေချာလေးဂုံးစားနဲ့တက်ပြီးတော့ UV ကို30စက္ကန့်ထည့်ပေးပါလိုချင်တဲ့လက်သေးနီအရာကိုတစ်ထပ်အရင်ဆိုပြီးရင်တိတ်တအောင်တုပ်ပြီးတော့ UV 30စက္ကန့်ထပ်ပြပြီးရင်ဒုတိယအကြိမ်အဲ့လိုပဲထပ်ပြီးတော့ဆိုပေးရပါမယ်ပထမတစ်ဆင့်ဆိုပေးရနဲ့အရာမထွက်လာအောင်နော်နောက်နှစ်ထပ်လောက်ဆိုပေးမှအရာထွက်လာမှာဖြစ်ပါတယ်နောက်ဆုံးဆင့်အနေနဲ့တော့ကုတ်လေးတုပ်ပေးရပါမယ်တော့ကုတ်လေးတုပ်ပေးပြီးသွားရင် UV 30စက္ကန့်မိပြပါကဲအဲ့ဒါဆိုကိုယ့်အကိုလက်သေးနီလိုက်ဆိုကြည့်ကြပါအောင်နော်